ဒီနေ့ခေတ်မှာဆိုလို့ရှိရင် AI ကိုသုံးတဲ့သူတွေတော်တော်လေးများလာပြီပြဆက်နေတဲ့ပုံစံတွေကိုယ့်ရဲ့ page ထောက်လို့ရှိရင်ကိုယ့်ရဲ့ account content တွေ infographic ပုံတွေရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်စနစ်ချထားလို့ရတယ်အဲ့စနစ်ကိုကြာတော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းကျွန်တော်တို့စောက်ထားလို့ရတယ်ဆိုလို့ရှိရင်ဒီပုံဒီရဲ့ image တွေမှာကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးကိုဒါ color နော် authentic ဖြစ်အောင်ရယ် consistent ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်လုပ်ထားတဲ့ workflow တစ်ခုရှိတယ်ဒီ workflow လည်းကျွန်တော် scale အနေနဲ့ပဲအကုန်လုံးဒီထဲမှာထည့်ထားလိမ့် scale တစ်ခုကိုသုံးခြင်းအဖြစ်ကျွန်တော်တို့ကဘာကောင်းလာလဲဆိုလို့ရှိရင်ဒီ scale မှာတစ်စင်ကျွန်တော်တို့ထပ်ခါပြောရတဲ့အလုပ်တွေကြားထဲမှာအဆင့်နေဒီအဆင့်တွေကိုကျွန်တော်တို့ကတဖြည်းဖြည်း refine လုပ်ရင်းနဲ့နောက်ဆုံးမှာကျွန်တော်တို့က final approach လုပ်ထားတဲ့ scale တစ်ခုရလာအဲ့ scale မှာဟိုပဲကျွန်တော်တို့ကနောက်ကိုယ့်ရဲ့ idea အသစ်ပြောင်းလာတယ်ဆိုလို့ရှိရင်အများကြီးဖြစ်လာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ artifact တစ်ခုမှာဆိုလို့ရှိရင်ဒီပုံမှာဆိုလို့ရှိရင် dimension နဲ့ extract approach တွေဒီပုံစံတွေကျွန်တော်တို့ကတစ်ခါတည်းကိုယ့်ရဲ့ ground points နဲ့စနစ်ချထားလို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ scale ကိုကျွန်တော်တို့ upgrade ပြန်လုပ်တယ်ဒီနေ့မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီ scale ရဲ့ကျွန်တော်သွားတဲ့ပုံစံ flow လေးတစ်ခုပြပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ဒီပုံတွေမှာသွားတဲ့အခါမှာ ChatGPT မြန်မာစာမှားတယ်ဒါပေမဲ့ဒီ scale တစ်ခုတိစောက်ပြီးတဲ့အချိန်မှာ ChatGPT ရဲ့ပုံထွက်တွေကမှားနေတော့မှသူ့ဟာသူကျူရေးစစ်ပြီးတော့ပြန်ထုတ်ပြီးတဲ့အားမျိုးဖြစ်လာတယ်နော် flow လေးတစ်ခုပြပြီးခြင်းဒီ flow ကဘာလဲဆိုလို့ရှိရင်ဒီမှာ flow ကိုကျွန်တော် flow သွားရဲဆိုလို့ရှိရင် source content သွားထားတယ် source content ကိုမှကျွန်တော်က idea တစ်ခုရလာတဲ့အခါမှာဒီ scale ကိုကျွန်တော်သုံးမယ်ပေါ့နော်ဥပမာကျွန်တော်ဒါက content ကိုပဲကျွန်တော်ပြန်ပြီးထုတ်ထားရဖြစ်တယ်ကျွန်တော်တခြား scale တစ်ခုကျွန်တော်သုံးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် source content ကိုကျွန်တော်ဥပမာပြကျွန်တော် business လုပ်ငန်းရှင်တွေအတွက် ဒါဆိုလို့ရှိရင်ဒီ scale ကိုခေါ်သုံးပြီးတော့ကျွန်တော်တို့ကဒီမှာ content source အနေနဲ့ကျွန်တော်ဒီမှာထည့်လိုက်တယ်ပေါ့ဒါက import ဆိုတာက AI flow ကို workflow တစ်ခုပါပဲဒီ input data ဘယ်ပုံမှာလဲဒီတစ်ချက်တော်တော်လေးကြီးတယ်ဒီ input data မရှိဘဲနဲ့ကျွန်တော်တို့ဝင်စရာမရှိရင်သူကလည်းဘာပြုလုပ်ပေးရမှာမသိဖြစ်နေဘူးเนาะအဲ့တော့ဒီ source တွေဖြစ်နိုင်တာ research လုပ်ခိုင်းတဲ့ source တွေလည်းဖြစ်နိုင်တယ်ပေါ့เนาะပြီးတော့လို့ရှိရင်သူကဒီမှာ ABC concept အနေနဲ့ပေးတယ်ပြီးရင် credit လုပ်တယ်ပြီးရင် recommendation version ပြောင်းတယ်ပြီးရင် selection လုပ်တယ်ပြီးရင် approach လုပ်တယ်production လုပ်တယ် approach ပြီးသွားလို့ရှိရင်QA လုပ်မယ်ပြီးတော့လို့ရှိရင် review ပဲ output လုပ်မယ် production approach ပေါ့ဒါဆိုလို့ရှိရင် final output ဒီမှာသွားခဲ့တဲ့ဟာတစ်ခုကိုကျွန်တော် scale ဒီ scale တစ်ခုတွေနဲ့လောက်ထားရတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကဒီ scale က infobs scale အခုဒီမှာ content ထည့်လိုက်တယ်အဲ့တော့ကျွန်တော် content အရင်ထုတ်လိုက်ပဲနော်ပြီးတော့မှကျွန်တော် info view ပြန်တော့မယ်ဒါဆိုလို့ရှိရင်ကျွန်တော် info view အဲ့တော့ဒီကနေပြီးတော့ BTS K ကနေပြီးတော့ကျွန်တော်ဘာရလာလဲဆို content ရလာပြီနော် content ရလာပြီဆိုလို့ရှိရင် use this output ပေါ့ကျွန်တော်ဒါပဲရေးလိုက်မယ်ဒါဆိုလို့ရှိရင်အပြင်တယောက်ဆိုလို့ရှိရင်ဒီ scale တွေကျွန်တော်တို့ကနားမလည်ထားဘူးဆိုလို့ရှိရင်ကျွန်တော်ဘာသုံးသွားလဲဆိုတော့ဒီမှာမဟုတ်ဘူးဒီ output ဒီရဲ့ output ကိုယူရလို့ရှိရင် infographic အနေနဲ့ပြန်သုံးမယ်ဆိုတော့အကြောင်းကိုကျွန်တော်တို့သိထားဖို့လိုတယ်ဒါဆိုလို့ရှိရင်တော့တော်တော်လေးနားလည်လာပြီလို့ကျွန်တော် content source ပေါ့နော်ယူရလို့ရှိရင်ဒီ asset မှာကျွန်တော် update လုပ်ဖို့ကြံတာလေးတစ်ခုရှိတယ်ဒီနေ့အဲ့ဒီ update ကိုလုပ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပုံဒီမှာသုံးတဲ့ output ကတိတ်ပြောကျွန်တော်မကြိုက်ဘူးအဲ့ဒါကိုကျွန်တော် file ထပ်လုပ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်နှိပ်ထားတာလို့ရတယ်နော်ဒီပုံဒီရဲ့ content ကိုကြည့်ပြီးတော့ info ပြန်သုံးမယ်နော်အဲ့တော့ဒီ scale ရဲ့ output ကိုယူပြီးတော့ဒီပြန်သုံးဒါဆိုလို့ရှိရင်ကျွန်တော်က set တစ်ခုထဲမှာပဲ content သွားတယ်ပြီးပုံသွားတယ်အဲကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ကခေါင်းစဉ်ထည့်လိုက်တာနဲ့ပြောလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးမလုပ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ content idea တွေအကုန်လုံးကိုခေါင်းရင်းထွက်လာတာပဲ
ကျွန်တော်သုံးချင်တယ်ဒါကြောင့်မလို့ဒီလိုမျိုးသုံးတယ်ပေါ့ဒီမှာဆိုလို့ရှိရင် option 3ခုအနေနဲ့ကျွန်တော်ထုတ်ပေးပြင်မယ်ဒီ image hook မှာသုံးတဲ့ version တွေကျွန်တော်သိမကြိုက်တယ်ဒါကြောင့်မလို့အဲ့ဒီ scale ကို update ပြန်တော့ K ကိုရွေးလိုက်မယ်နော်ဒီပြီးတော့လို့ရှိရင်ကျွန်တော်တို့ပထမဆုံးအချက်ကျွန်တော်တို့ human approach လုပ်ပြီးလိုက်အဲ့ဆိုလို့ရှိရင်စောကကျွန်တော်တို့ပြောခဲ့တဲ့စနစ်တစ်ခုပေါ့နော်ဒီမှာဆိုလို့ရှိရင်ပြတ်သွားတယ်ဒီမှာနော်ဒါဆိုလို့ရှိရင် ABC concept လည်းပြီးသွားပြီပြီးသွားလို့ရှိရင် process create လုပ်မယ်ပြီးတော့ selection လုပ်တယ် recommendation တူလုပ်ပြီးတယ်selection လုပ်တယ်ပြီးတော့ကျွန်တော် approve လုပ်ပြီးတယ်ပြီးတော့ production လုပ်မယ်ကျွေး approve လုပ်ပြီးတာလူကလုပ်ပြီးရတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော် AI လုပ်တဲ့အပိုင်းတွေလူလုပ်တဲ့အပိုင်း source content ကိုကျွန်တော်ပေးတယ်ပြီးတော့ ABC concept ကို AI ပေးတယ်ပြီးတော့ search critic ကိုလည်း AI လုပ်တယ် recommendation တူလုပ်တယ် selection ကိုလုပ်တယ်ပေါ့နော် selection ကိုလုပ်တယ် approve ကိုလုပ်တယ်ပြီးတော့ production တူလုပ်တယ် QA တူလုပ်မယ်review ရဲ့ output ကိုတူလုပ်မယ်ပြီးတော့လို့ရှိရင် approve production approve တော့ဒါလူလုပ်တဲ့နေပေါ့နော် initial လို့ပါလို့လည်းကျွန်တော် automate အနေနဲ့ကျွန်တော်သွားလို့ရတယ်ပေါ့နော်ဒီဥစ္စာကိုတော့ကျွန်တော်ကဒါ open source မဟုတ်တဲ့အတွက်ကြောင့်မလို့ Facebook နဲ့လို့ထည့်ရချင်လို့မရဘူးnotion ထဲမှာတော့သွားလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီ scale ကိုကျွန်တော်ဘာလို့ချိန်တယ်လဲဒီထဲမှာဆိုရှင်ကျွန်တော်အဲ့စောကပြောခဲ့တဲ့အဆင့်ဖြတ်တန်းပြရဖြစ်တဲ့အတွက်ဒီ 2A လို့ပါလို့အဲ့အဆင့်ဖြတ်တန်းပြရဖြစ်တဲ့ဒီရဲ့ထွက်လာတဲ့အောက်ဘုတ်ကမြန်မာစာမှားတယ်ဆိုရှားတယ်မှားလဲကျွန်တော်ပြင်ခိုင်းလိုက်တစ်ခါပဲဒါဆိုလို့ရှိရင် error ပဲပေါ့နော် mobile preview မှာ main နဲ့တဲ့ visual content.com မှာ supporting line သေးပြီးတော့တဲ့ machinery ဒါဆိုလို့ရှိရင်သူပြန်ဆက်တဲ့အဆင့်ကိုကျွန်တော်ပြင်ကြည့်ဖို့လိုတယ်ပေါ့နော်ဒီမှာကျွန်တော်နားလေးအောင်ပြောဖို့ဆိုလို့ရှိရင်သူကဗာလဲ production လုပ်တယ် QA လုပ်တယ် review လုပ်မယ်ပေါ့နော်ပြီးတော့မှကျွန်တော် knowledge set သွားတာဖြစ်ပြီးဆိုတော့သူကလည်းသူပြီးသွားမှာအဲ့တော့ version 2အနေနဲ့တစ်ခါတည်းသူကလည်းထုတ်ပြီးတစ်ခါတည်းမသေးကြမနဲ့မထုတ်ဘူးအဲ့တော့ကျွန်တော်ကဒီပုံလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ folder ထဲမှာကျွန်တော်ကsave ဖို့ဟုတ်လို့ရှိရင်ကျွန်တော်တွေ့ကြရနေရ line မစေးနေဘူးနော်အဲ့တော့ကျွန်တော်ကနောက်တစ်ဆင့်အနေနဲ့ဒီ data တွေဒီ content နဲ့ဒီပုံနဲ့ကိုကျွန်တော်ကသိမ်းကျင်တယ်ဆိုလို့ရှိရင်လူရှင်းနဲ့မသိမ်းလို့ရတာပေါ့နော်ထပ်လုပ်လို့ရတာအများကြီးတော့ထပ်လုပ်လို့ရတယ်ဟိုအဆင်ပြေသလိုကျွန်တော်ကသုံးလို့ရတယ်ဆိုပါလို့ကျွန်တော်ကဒီပုံကိုတစ်ခါရေးတင်လိုက်လို့ရပြီပေါ့နော်ခုနကကျွန်တော်ပုံထုတ်တာလောက်ကြတယ်မျိုးရှင်းပါမယ်ဟောဒီအော်တိုတင်တာတော့ကျွန်တော်အော်တိုနဲ့ပဲအော်တိုတင်တာတော့ကောင်းတယ်တူမီရှင်နေနဲ့လည်းရနာလို့ရတယ်ကျွန်တော်ရန်ခိုက်လို့မဟုတ်ဘူး